အားလုံးပဲမင်္ဂလာပါရှင် Gloria Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စာရေးဆရာအောင်တူဝန်ရေးသားထားတဲ့ဖောက်ဝင်သူဆိုတဲ့ဇာတ်လမ်းတိုတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဇာတ်လမ်းမတင်ဆက်ခင်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်အချိန်နဲ့တပြေးညီသိရှိနိုင်စေဖို့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုကြပါတယ်ရှင်ဖောက်ဝင်သူလက်လောက်လက်စားများစုသာနေထိုင်ကြတဲ့ရက်ကွက်လေးအတွင်းမှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်။သူ့နာမည်ကကိုထွန်းခိုင်အသက်က30ကျော်ရှိပြီ။အိမ်အောင်တဲ့ဖြစ်ပြီးသားသမီး2ယောက်လည်းရှိတယ်။မိခင်ဖြစ်သူဒေါ်တင်စိုးအားအိမ်မှာပင်နေစေပြီးတင်ကြွေးထားတယ်။ကိုထွန်းခိုင်ကတာမန်လက်လောက်လက်စားလုပ်သမားတစ်ယောက်ဖြစ်ပြီးဇနီးစေမခိုင်မာကလည်းအကျော်ရောင်းပြီးတစ်ဖက်တစ်လမ်းကဝင်ငွေရှာဖွေခဲ့တယ်။ကိုထွန်းခိုင်ရဲ့မိခင်ဒေါ်တင်စိုးကလည်းမြေ2ယောက်ရဲ့ဝေယဝိဆဝဝကိုလောက်ကင်ပေးရင်အိမ်မှာပဲနေခဲ့တယ်။ကိုထွန်းခိုင်တို့မိသားစုလေးဟာချမ်းချမ်းသာသာမရှိပေမဲ့မပူမပင်မကြောက်မကြနေထိုင်ခဲ့ကြတယ်။သားနဲ့သမီးကိုလည်းသူများတန်းတူထားနိုင်ခဲ့တယ်။ယခုလိုအေးချမ်းနေတဲ့ကိုထွန်းခိုင်တို့မိသားစုလေးစီကိုကကြမ္မာစိုးကကြောက်ရောက်လာခဲ့တယ်။ကိုထွန်းခိုင်တယောက်အကောင်းကြီးကနေပြီးရုတ်တရက်ကျမ်းမာရေးဖောက်ရင်းလာခဲ့တယ်။ဘာဆဆအန်နဲ့အရေတောက်လဲအရေအန်နဲ့အဖက်စားရင်လည်းအဖက်အန်နဲ့ဘာမှအန်စရာမရှိရင်တော့လေတွေတဝဝအန်နေတယ်ကိုထွန်းခိုင်တယောက်အဆန်စားရမှာကိုပင်ကြောက်လာခဲ့တယ်စီးရုံစီကခဏခဏသွားရလုံးလို့ရှိစုမဲစုငွေကြေးလေးတွေကလည်းကုန်လာပြီးအကျွေးတွေပါတင်လာခဲ့တယ်ကိုထွန်းခိုင်ရဲ့မိခင်ဖြစ်သူဒေါ်တင်စိုးကလည်းတားဖြစ်သူကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်ဇနီးဖြစ်သူမခိုင်မာကလည်းမယားကောင်းပြီးသားစွာပြုစုလောက်ကင်ပြီးရှာတယ်အကျော်ရောင်းရခင်မွန်းတရားပြုစုရနဲ့ပင်ပန်းနေရရှာတယ်ဒေါ်တင်စိုးကတော့တားဖြစ်သူကိုပြုစုလောက်ကင်ပေးပြီးမြင်ကိုထွန်းခိုင်ကမိခင်ကြီးကဒုက္ခမပေးရတဲ့အတွက်လုံးမပေးရန်တောင်းပန်ရှာတယ်ကျင်ကြီးကျင်ငယ်ကအစာလှုပ်ပေးနေရတဲ့အတွက်ရှက်တာလဲပါတာပေါ့တနည်းတဲ့ကိုတော့မယားတယောက်ဖြစ်တဲ့အတွက်မိခင်လောက်တော့မရှက်ဝန်းတော့ပါတဖြည်းဖြည်းနဲ့ကိုထွန်းခိုင်ရဲ့အခြေအနေကဆိုးဝါးလာခဲ့တယ်အယိုးပေါ်အရေးတင်ကလူပုံကကြောက်ဖို့ပင်ကောင်းလာခဲ့တယ်ဒေါ်တင်စိုးနဲ့မခိုင်မာကလည်းကိုထွန်းခိုင်ကိုနေလာညလာလို့ပင်တွေးလာရတော့တယ်အိမ်ကြီးချင်းအချို့ကလည်းကိုထွန်းခိုင်ရဲ့အခြေအနေကိုသိနေကြတယ်ညငတ်ဆိုးတကောင်ရဲ့ဆိုးဆိုးရွရွအော်မီတန်ကိုကြားလိုက်ရတယ်မခိုင်မာနဲ့ဒေါ်တင်စိုးတို့လည်းမအိပ်နိုင်ကြသေးပါကတင်ပေါ်မှာအသက်ကိုပဲမနှဲရှူနေရတဲ့ကိုထွန်းခိုင်ရဲ့အခြေအနေကိုစောင့်ကြည့်နေကြတယ်ခလေး2ယောက်ကတော့အိမ်မောကြနေကြပြီးကိုထွန်းခိုင်ရဲ့မျက်ဝန်းတွေကမိသားစုကိုနှုတ်ဆက်ရတော့မှကိုတိနေတဲ့အလားတအူးပြီးတအူးလိုက်လံကြည့်ရှုနေတယ်ကိုထွန်းခိုင်တယောက်မျက်ဖြူလန်ပြီးငြိမ်သက်သွားတော့တယ်မခိုင်မာနဲ့ဒေါ်တင်စိုးလဲကိုထွန်းခိုင်ကိုဆုံးရှုံးလိုက်ရပြီလို့ယုံကြည်မိလိုက်ကြတယ်ဖြစ်မှဖြစ်ရလေကိုထွန်းခိုင်ရဲ့တားလေးရေသွားနှိပ်ပေအောင်တော့တားရေမခိုင်မာနဲ့ဒေါ်တင်စိုးလဲကိုထွန်းခိုင်ရဲ့လက်လေးကိုကင်ပြီးတိုးတိုးတိတ်တိတ်ငိုနေမိကြတယ်ငကိုကလေးကဒီလိုဖြစ်လာမှာကိုကြိုတင်တွေးပြီးပြင်ဆင်ထားတဲ့အတွက်အော်ကြီးအကျယ်ပြင်းမခံစားနိုင်တော့ပါရုတ်တရက်ကိုထွန်းခိုင်တယောက်အသက်ပြင်းပြင်းပြန်ရှူလာခဲ့တယ်မခိုင်မာနဲ့ဒေါ်တင်စိုးလဲမျက်ရည်များကြားကနေအံ့ဩနေခဲ့ကြတယ်ငါသားလေးမသေးဘူးနော်အမလေးကိုထွန်းခိုင်ရဲ့ရှင့်ကိုဆုံးရှုံးလိုက်ရပြီလို့ထင်နေတာအမေသားကိုထမင်းကျွေးပါမခိုင်မာနဲ့ဒေါ်တင်စိုးတို့2ယောက်သားတယောက်ကိုတယောက်ကြည့်လိုက်မိကြတယ်ဘာကြောင့်လဲဆိုတော့ကိုထွန်းခိုင်တယောက်ထမင်းလုံးဝမစားတော့ကမှအတော်ကြာခဲ့ပြီမဟုတ်လားအခုမှသတိပြန်လဲလာချင်းထမင်းကိုတောင်းတနေတယ်မခိုင်မာနဲ့ဒေါ်တင်စိုးတို့လည်းဝမ်းပန်းတတာနဲ့ထမင်းခူးကျွေးလိုက်ကြတယ်ကိုထွန်းခိုင်လည်းခူးကျွေးတဲ့ထမင်းနဲ့ဟင်းတွေကိုအားရပါရစားလိုက်တယ်ထမင်းတပကံခဏအတွင်းမှာကုန်သွားတယ်နောက်ထပ်ခူးကျွေးရန်ပြောတဲ့အတွက်ဒေါ်တင်စိုးလည်းခူးကျွေးလိုက်တယ်ဒုတိယအကြိမ်လည်းထမင်းတပကံလုံးကုန်သွားပြန်တယ်နောက်ထပ်ထပ်မှန်ပြီးခူးခိုင်းတဲ့အတွက်3ကြိမ်မြောက်ခူးကျွေးလိုက်တယ်ဒါတော့နောက်ထပ်စားကျင်ပါတယ်လို့ပြောတော့ထမင်းကမရှိတော့တော့တာတော်တော့တယ်ကိုထွန်းခိုင်တယောက်ထမင်းပြန်စားလာတာကြောင့်ခနာကိုကလည်းတဖြည်းဖြည်းနဲ့ကျန်းမာလာခဲ့တယ်မခိုင်မာနဲ့ဒေါ်တင်စိုးလဲကိုထွန်းခိုင်ရဲ့အခြေအနေကိုကြည့်ပြီးဝမ်းသာနေခဲ့ကြတယ်ပတ်ဝန်းကျင်ကလူတွေကလည်းကိုထွန်းခိုင်ရဲ့အခြေအနေကိုကြည့်ပြီးမကြခင်ပြန်လဲကောင်းမွန်လာလိမ့်မယ်လို့ယုံကြည်နေကြတယ်အဲ့ရထမလာပေါင်းများစွာနေခဲ့ရတာမို့လမ်းကိုကောင်းကောင်းမလျှောက်နိုင်ပါကိုထွန်းခိုင်စားတော့ဖို့အတွက်အဲ့ရပေါ်ထိချကျွေးရတယ်ကိုထွန်းခိုင်ကလည်းရခင်ကားနဲ့မတူပဲအသားငါးတွေကိုပါစားကျင်တယ်လို့တောင်းဆိုလာတဲ့အတွက်
မခိုင်မှလည်းချက်ပြုတ်ပေးရတယ်။သားရီလာပါအောင်ကွအဖေကိုနင်းပေးပါအောင်သားရီခြေတလုံးတွေကတအားကိုက်နေလို့ဟုတ်ကဲ့သားနင်းပေးပါမယ်။သားရီအမေနင်းပေးရမလားသား။ရတယ်အမေသားကိုပဲနင်းခိုင်းလိုက်ပါမယ်။အမေပြင်းပန်းနေပါမယ်။ကိုထွန်းခိုင်ရဲ့သားကဖခင်ကနာယူခွက်ခန့်ကြအောင်နင်းပေးလိုက်တယ်။ကိုထွန်းခိုင်ရှင်ညောင်းနေလို့လား။အေးကွာအမြဲတမ်းအိပ်ရာထဲမှာလှဲနေရတော့ခြေထောက်တွေကထုံပြီးဘလို့ကြီးဖြစ်နေမှမသိပါဘူးကွာ။ကျမညကြရင်ဆေးလိမ့်ပေးမယ်လေ။အေးကောင်းတာပေါ့ကွာ။ဒါနဲ့ငါချက်ခိုင်းထားတဲ့စိတ်ကလေးသာဟင်းချက်ထားသေးလားမင်းမချက်ထားပါတယ်တော့ဒီမှာကဲတခါတည်းညသာစားလိုက်ကြမလား။ကောင်းတာပေါ့ကွာ။မခိုင်မာကညစာအထွက်ခူးခတ်ပြီးကိုထွန်းခိုင်ကကျွေးမွေးလိုက်တယ်။စိတ်ကလေးသာဟင်းနဲ့အားရပါရစားနေတဲ့ကိုထွန်းခိုင်ကိုကြည့်ပြီးမိသားစုတွေပြုံးနေကြတယ်။အမေဘာတွေပြုံးမိသားကိုကြည့်နေတာလဲဗျ။သားအခုလိုမစားနိုင်တာဘလောက်ကြာနေပြီလဲ။အခုအားရပါရစားနေတာကိုမြင်ရတော့အမေဝမ်းသာလို့ပါသားရဲ့။ဟုတ်တယ်အဖေရဲ့အဖေနေပြန်ကောင်းလာတော့လေသားတို့လည်းပျော်နေတာဗျ။အေးပါနောက်မှအဖေကဟင်းကောင်းကောင်းတွေပဲနေ့တိုင်းချက်ခိုင်းလို့စိတ်မညစ်ကြနဲ့နော်။မညစ်ပါဘူးကိုထွန်းခိုင်ရဲ့ရှင်သားကျင်တာကြွေးခွင့်ရလို့ကျမတို့ဝမ်းသာလာပါပြီ။စားကောင်းကောင်းနဲ့စားလိုက်ဒီမှာစိတ်ကလေးသာဟင်းတအိုးလုံးနီးပါကုန်သွားခဲ့တယ်။ကြံခဲ့တဲ့ဟင်းလေးတွေနဲ့သာမခိုင်မာတို့၄ယောက်စားလိုက်ကြတယ်။ဒီလိုနဲ့ညဘက်တကောင်ကျော်အချိန်မှာမီးဖိုထဲကနေဟင်းအိုးဖွင့်တန်ကိုကြားလိုက်ကြရတယ်။ဟဲ့ဘာတန်လဲခိုင်မာထားကြည့်တန်မီးဖိုထဲကပဲအမေရဲ့နေသမီးသွားကြည့်လိုက်မယ်။မခိုင်မာလည်းဓာတ်မီးယူပြီးမီးဖိုကြောင်ထဲကိုထိုးပြီးကြည့်လိုက်ကြတယ်။မီးဖိုထဲမှာကိုထွန်းခိုင်တယောက်လဲကျနေတယ်။ကိုထွန်းခိုင်ရဲ့နဘေးမှာလည်းဟင်းဘတ်တွေနဲ့ပေကြံနေခဲ့တယ်။အပေါ့သွားခြင်းလို့ထားတာမသွားနိုင်လို့ငါ့ကိုကူပါအောင်မိမရ။အော်အင်းမခိုင်မာလည်းကြောင်အန်းဖြစ်နေရကနေတတိဝင်လာပြီးကိုထွန်းခိုင်ကိုတွဲထူပေးလိုက်တယ်။အပေါ့အပါသွားပြီးတာနဲ့ကိုထွန်းခိုင်ကအိယာစီကိုတွဲပြီးပို့ပေးလိုက်တယ်။မခိုင်မာလည်းအိယာထဲမှာပြောင်းဝင်ခဲ့ပြီးအိမ်မရတော့ပဲအတွေးပေါင်းစုံဝင်လာခဲ့တယ်။ဒီအချိန်ကြီးရောက်မှတခါမှသူအပေါ်မထားပေါက်ဘူးပါဘူး။ပြီးတော့အိမ်သာသွားတဲ့လမ်းနဲ့မိဖို့ကြောင့်တွေကလည်းတခြားစီပါဘလို့ပါလေတခုခုတော့တခုခုပဲမိဖို့ကြောင့်မှတော့ငါမြင်လိုက်ရတဲ့မျက်လုံးတွေကကိုထွန်းခိုင်ရဲ့ကြည့်မျိုးနဲ့မတူဘူး။ဒါပုံမှန်မဟုတ်နိုင်ဘူး။ငါသူ့ကိုစောင့်ကြည့်မှဖြစ်တော့မယ်။အရင်ကလည်းအမဲသားစိမ့်နေပျောက်ချင်းမလားပျောက်ခဲ့ဘူးတဲ့။လက်တယ်ကလည်းမပေါ်ခဲ့ဘူး။ဟုတ်တယ်သူပဲဖြစ်ရမယ်။ဒါကိုထွန်းခိုင်အစ်စ်မဟုတ်ဘူး။မနက်မိုးလင်းကမှမခိုင်မှလည်းအိပ်ပျော်သွားခဲ့တယ်။ဟုတ်ပါမလားခိုင်မရဲ့ငါသားကဖုတ်ဝင်နေတာမဟုတ်တော့ပါဘူး။အမေပဲစဉ်းစားကြည့်လေ။အရင်ကကိုထွန်းခိုင်နဲ့အခုကိုထွန်းခိုင်နဲ့ဘယ်မှာတူလို့လဲ။သူအရင်ကငါမစားဘူး။ကလီသားတွေလည်းမစားဘူး။အခုအသားငါအကုန်စားတယ်။စားလိုက်ရင်လည်းပိတ်တာလိုက်နီးပါအကုန်စားတယ်။အရင်ကကိုထွန်းခိုင်စားရင်အနည်းဆုံး3 တုံးပေါ့အမေရဲ့။အေးဒါတော့ဟုတ်တယ်။ငါလည်းသူနေပြန်ကောင်းလာလို့ဝမ်းသာနေတာနဲ့သတိမထားမိလိုက်ဘူး။မနေ့ညကဖြစ်တဲ့ကိစ္စရဲ့ညီပြောတာတွေကိုပြန်သင်းသားကြည့်ရင်ဒါသူရိုးသားရိုးမဖြစ်နိုင်ဘူးအမေတို့နားလေတကြွတဲ့ဆရာကိုအမြန်ရှာပြီးပြမှဖြစ်တော့မယ်ကြာလာရင်လူတွေကိုပါထိခိုက်လာနိုင်တယ်ဒေါ်တင်စိုးနဲ့မကိုက်မှလည်းဟန်မပြတ်နေရင်ဆရာအားကြိတ်ပြီးရှာဖွေနေခဲ့တယ်တပတ်ခန့်ကြာတဲ့အခါဆရာတယောက်အားရှာပြီးပြင်နိုင်ခဲ့တယ်ဆရာဒါကျမတို့ရဲ့အိမ်ပါပဲရှင်မခိုင်မာကဆရာဖြစ်သူကိုအိမ်ထဲကိုခေါ်တယ်ဆရာကအိမ်ထဲကိုချက်ချင်းမဝင်ပဲအိမ်ပတ်လေအားကြည့်နေခဲ့တယ်ဆရာဘာဖြစ်လို့လဲရှင်ငါတူမကြီးတို့အိမ်မှာမကောင်းတဲ့အငွေ့သက်တွေလွမ်းခြုံနေတယ်ပြီးတော့အိမ်ပတ်လေမှာနေပြောင်းမဝင်နိုင်အောင်လဲမှောင်လွန်းနေတယ်ဒါမကောင်းတဲ့နနာဘဝတွေရဲ့အကြိုက်ဖြစ်နေတယ်အိမ်ထဲသွားကြတာပေါ့နင်တို့ကငါ့ကိုရိပ်မိသွားကြပြီပေါ့ဟုတ်လားရတယ်ဘလို့ဆရာပဲဖြစ်ဖြစ်ခေါ်ခဲ့သမ်းမှာငါကကြောက်လိုက်မယ်လို့ထင်နေလားဆရာကြားလားဖုတ်ကောင်ကကျမတို့တော့အိမ်ထဲမရောက်သေးဘူးကျမတို့ကိုချင်းချောက်နေတယ်ပြောချင်တာပြောပါသေးဆရာနဲ့တွေ့ရင်သူဟာသူဘာကြီးပဲဖြစ်နေပါသည်ထွက်ကိုထွက်သားစီရမယ်ဆရာလည်းအိမ်ထဲကိုခက်တီတီနဲ့ပဲဝင်လာခဲ့တယ်အိမ်ထဲရောက်တော့ဒေါ်တင်စိုးကဆရာကြီးကိုကြိုဆိုနေတယ်ကြွပါဆရာကြီးကြွပါဆရာကြီးလည်းရောက်ချင်းဖះခန်းသို့တန်းပြီးဝင်သွားတယ်ဖះအားရှစ်ခိုးကြောလိုက်တယ်ပြီးမှစကားဆပြီးပြောလိုက်တယ်ဘာမှစိတ်မပူကြနဲ့ဆရာကြီးအားလုံးကိုဖြေရှင်းပေးပါမယ်အားကိုးပါတယ်ဆရာကြီးရဲ့ကျမသားကိုဘူးကတ်နေတဲ့ဖုတ်ကောင်ကိုအမြန်ဆုံးသာထုတ်ပေးပါရှင်စိတ်ချပါကျွန်တော်နှင်ထုတ်ပေးပါမယ်ဆရာကိုထုံးခိုင်ကဟိုဘက်ခန်းမှာရှိပါတယ်ကောင်းပါပြီဆရာကြီးလည်းကိုထုံးခိုင်ရှိတဲ့အခန်းထဲကိုဝင်လာခဲ့တယ်အခန်းထဲရောက်တော့ဂရင်ပေါ်မှာမ
မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတဲ့ကိုထုံးခိုင်ကိုမြင်တွေ့လိုက်ရတယ်။ဆရာမြတ်တာနဲ့ပဲပြောပါမယ်။ဘာကြောင့်အခုလိုပူးကပ်ပြီးနေရတာလဲ။မင်းတို့ဆရာလောက်နဲ့ငါ့ကိုလာပြီးမေးခွန်းထုတ်ဆရာမလိုဘူး။ကောင်းပြီလေ။ဆရာကအတတကြီးမေးတာမင်းကမဖြေတော့ဖြေအောင်လုပ်ရတာပေါ့။ဆရာကြီးကလွယ်အိတ်ထဲကနေဆေးတောင်ကိုထုတ်လိုက်တယ်။ပူးကပ်နေတဲ့ဖုတ်ကောင်ကမြင်သာအောင်ပြလိုက်တယ်။ဆေးတောင်အားမြင်လိုက်တာနဲ့ပြပြတလဲဖြစ်သွားတယ်။ကဲဘလို့လဲအာခံနေအောင်မလား။ကျွန်တော်ပြောပြပါမယ်ဆရာ။ကောင်းပြီပြော။ကျွန်တော်တို့ဖုတ်တဲ့ဆေးတွေဟာအစားအစာအင်မတန်မှငတ်ဖို့ပါတယ်ဆရာ။လူတွေကထွေးတဲ့တတွေးပြီးမစင်သွေးတို့ကိုသာစားတော့ရပါတယ်။အဲ့ဒါလို့စားရတဲ့အခါတိုင်းလေသူဥရာငါဥရာဆိုပြီးလူရက်ပြီးမှစားရတော့ရပါတယ်ဆရာ။ဒါကြောင့်အစာရှာရင်းနဲ့ဒီအိမ်မှာတေတော့မဲ့လူမမာကိုတွေ့တာနဲ့ဖုတ်ဝင်ပြီးနေတိုင်းစားတော့နေရတာပါဆရာ။မင်းတို့ဘဝကိုဆရာတနာမိပါတယ်။ဒါပေမဲ့လူသားတွေစီကနေရှာဖွေမစားရဘူးလို့မင်းတို့ကိုအုပ်ချုပ်တဲ့သူကစီကန်းထုတ်ထားတယ်မလား။ထုတ်ထားပါတယ်ဆရာကြီး။ဒါကြောင့်မင်းအနေနဲ့ထုံးခိုင်ခနာကိုယ်ထဲမှာပူးကပ်ပြီးစားတော့နေတာတွေကိုချမှတ်ထားတဲ့စီကန်းကိုဖောက်ပြတ်တာနဲ့အတူတူပဲ။ဆရာအနေနဲ့မင်းတို့ကိုအုပ်ချုပ်တဲ့ခေါင်းဆောင်ကိုတိုင်တယ်ပြီးပြောလိုက်ရင်မင်းဘာဖြစ်သွားမယ်ဆိုတာသိတယ်နော်။သိပါတယ်ဆရာကြီးရဲ့ခေါင်းဆောင်ကိုတော့မတိုင်ပါနဲ့ဒီခနာကိုယ်ထဲကနေထွက်သွားပေးပါမယ်။နောက်ကိုလည်းအခုလိုမလုပ်တော့ပါဘူးဆရာ။ကောင်းပြီဆရာအနေနဲ့မင်းကိုတနာတော့အဖြစ်နောက်ဆုံးအနေနဲ့အစာဝအောင်ကျွေးပါမယ်။နေမုန်းတဲ့တာနဲ့မင်းထွက်သွားရမယ်။ဟုတ်ကဲ့ဆရာကြီးကျေးဇူးကြီးလာပါတယ်ဆရာရဲ့။ဆရာကြီးရဲ့တောင်းဆိုချက်ကြောင့်ကိုထုံးခိုင်ခနာကိုမှပူကတ်နေတဲ့ဖုတ်ကောင်ဟာထမင်းနဲ့ဟင်းတွေကျွေးလိုက်ကြတယ်။ဖုတ်ကောင်ကလည်းမကြခင်လူခနာကိုမှထွက်ရတော့မှကိုသိနေတဲ့အတွက်ထမင်းနဲ့ဟင်းတွေကိုအားရပါရစားနေတော့တယ်။နေမုန်းတဲ့တော့ဆရာကြီးကကိုထုံးခိုင်အနီးမှာထိုင်ပြီးတော့ဗဇက်ကနေတွတ်တွတ်ရွတ်ဆိုနေခဲ့တယ်။နေမုန်းတဲလောက်တဲ့တပြိုင်နက်ကိုထုံးခိုင်ကိုပူကတ်နေတဲ့ဖုတ်ကောင်လေးထွက်ခွာသွားတော့တယ်။ဖုတ်ထွက်သွားတာနဲ့တပြိုင်နက်ကိုထုံးခိုင်ရဲ့ခနာကိုကြီးကလည်းရော့သွားတဲ့ဘူးပေါင်းတစ်ဖွဲပိန်လီပြီးအပုပ်နှံ့ကလည်းထောင်းကနေထွက်လာခဲ့တယ်။တေးနေတာကြာပြီဖြစ်တဲ့အတွက်အချိန်ဆွဲမနေတော့ပဲကိုထုံးခိုင်ရဲ့ခနာကိုကဖြာနေလိုက်ပြီးတုတ်တန်သူပို့လိုက်ကြတယ်။တကြိုကနီးတော့မခိုင်မာနဲ့သားသမီး2ယောက်လည်းကိုထုံးခိုင်အလောင်းကိုထိုင်ပြီးရှစ်ခိုးလိုက်ကြတယ်။ကောင်းရမွန်ရဘုံဘဝကိုရောက်ရှိပါသည်ကိုထုံးခိုင်ကြီး။သားလေးကြီးဘဝဆက်တိုင်းအနာရောဂါကင်းရှင်းပြီးတက်တန်းသိနေရပါသည်သားကြီး။မိသားစုတွေရဲ့ရင်ထဲကဆူတောင်းတန်တွေကိုတော့ကိုထုံးခိုင်တယောက်ကြားသိပါစေလို့ဆန္ဒပြုရင်းဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားထောင်သူအပေါင်းစိတ်ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေရှင်။ကျမကတော့အစီအစဉ်တင်ဆက်ခဲ့သူပိုးတင်စာပဲဖြစ်ပါတယ်ရှင်။